ဟုတ်ကဲ့ဒါကတော့တောထဲမှာဝက်ချမ်းနဲ့မိဘလို့ညှိရမယ်ဆိုတာပဲဖြစ်ပါတယ်ဝက်ချမ်းအောင်မှာလောင်ကျွမ်းလွယ်တဲ့အရာတစ်ခုထည့်လိုက်ပေါ့ဒါဆိုရင်အဲ့အပူကနေအပေါ်အပူကနေအောက်မှာလောင်ပြီးပေါ့အခိုးတွေထွက်လာပြီလောင်သွားပြီမိရလောက်ပြီးထင်တယ်အဲ့ဒါလည်းကောင်းတဲ့နီလန်းတစ်ခုပေါ့သူတို့ကတော့လှုပ်ဖူးပြီးသားလူဆိုတော့နည်းနည်းလွယ်တော့ပေါ့ကိုကစလုပ်မယ်ဆိုရင်တော့နည်းနည်းတိုင်ပရမယ်ထင်တယ်အမိုးရိပ်ထဲမှာဆိုရင်တော့ဆိုးတဲ့နေရာမှာဆိုရင်တော့နည်းနည်းခက်မယ်ဒါပေမဲ့ဆိုးတဲ့နေရာရောက်လို့ရှိရင်နည်းနည်းတွေးချောက်တဲ့နေရာရှားပေါ့အဲ့ဒီနေရာနေလို့ရဆိုရင်တော့နည်းနည်းလွယ်ကူမှထင်ပါတယ် process တွေအများကြီးလည်းမလိုဘူးเนาะဒီဝက်ချမ်းနဲ့ပဲမင်းကြီးသွားတာအပူကနေပဲမင်းကြီးသွားတာဘဟုတုတရပါတယ်အဲ့ဒါတော့နောက်တနည်းလမ်းပေါ့အဲ့ဒါတော့တစ်ချောင်းအပေါ်မှာဟိုဗာလဲအဲ့ဒါပေါ်မှာတာမာတဲ့တစ်နဲ့ပဲထိုးတာလားမသိဘူးဒါလည်းမင်းကြီးတဲ့နီလန်းတစ်မျိုးပဲရလောက်ပဲထင်တယ်ဒီလောက်ဆိုရင်လည်းအဓိကတော့6တွေ့တဲ့ဝါဒါမှမဟုတ်တစ်ဒီလိုတယ်ပေါ့နော်ဒါဆိုရင်အဆင်ပြေတယ်ပိတ်စာဒါမှမဟုတ်ဟိုလောင်လွယ်တဲ့ပစ္စည်းတွေတော့အရှိဖို့လိုအပ်တယ်မဟုတ်ဆိုရင်အဲ့ဒီမင်းကြီးဖို့တော့နည်းနည်းရုန်းကန်ရမှာပါခုတော့အဆင်ပြေသွားပြီသူကတဖြည်းဖြည်းချင်းလောက်တာအဲ့ဒီပေါ်တင်ပြီးတော့မှုတ်လိုက်ပြီဆိုရင်မိရလောက်ပဲနည်းနည်းတော့တွက်လက်ဖို့တော့လိုတာပေါ့နော်ကိုတိုင်လည်းစမ်းကြည့်လို့ရတဲ့တနေရာရောက်လို့ရှိရင်အခုတော့ထမင်းဟင်းချက်လို့ရပြီပေါ့နော်အဲ့ဒါလည်းနောက်တစ်မျိုးအဲ့ဒါတော့တစ်နေပဲလို့တာအဲ့ဒါလည်းရိုးရှင်းတယ်6တွေ့တဲ့တစ်အပေါ်မှာလည်းတစ်အောက်မှာလည်းတစ်အဲ့ဒါနဲ့ပဲဆွဲသွားတာအဲ့ဒါနဲ့ပဲထိုးသွားတာပူလို့ရှိရင်သူကအလိုနဲ့မိခိုးတွေထွက်လာတယ်အပူစိမ်းဘယ်လောက်ဒီဂရီဆိုရင်သူကမီးဖြစ်တယ်ဆိုတော့အဲ့ဒီအပူစိမ်းရတဲ့အထိတော့နည်းနည်းတွေးပေးရမှာပေါ့ဒီလောက်ဆိုရင်လည်းမီးရလောက်ပြီဒီနီလန်လည်းရိုးရှင်းတယ်အဆင်ပြေလောက်တယ်နော်ခုဆိုရင်မီးရသွားပြီမီးကြီးလို့ရသွားပြီဆေးလိပ်တောက်တယ်လို့ဆိုရင်ဆေးလိပ်တောက်လို့ရပြီထမင်းဟင်းလည်းချက်လို့ရပြီမီးအကြီးရသွားပြီဒါလည်းနောက်တနည်းလမ်းပေါ့ဒါတော့နည်းနည်းချိုးလဲလို့မယ်ပေါ့ပြီးတော့အပေါ်ကနေဆွဲဖို့တစ်ချောင်းလဲလို့မယ်ဒါတော့နည်းနည်းမြန်ဆန်ဆွဲမှအရမယ်ထင်ပါတယ်စက္ကန့်30လောက်ဆက်သက်ဆွဲနေရင်တော့အရလောက်ပြီထင်တယ်မီးရသွားပြီမဟုတ်ရှာတော့မလို့ပဲနဲ့သူကလက်နဲ့ထုတ်ခါလိုက်တယ်ဒါဆိုရင်မီးရသွားရင်ကြီးရသွားရင်